မင်္ဂလာပါကျွန်တော်ဥတူရာကျော်ပါအားလေးချိုင်းဝ educator ပါမင်္ဂလာပါအောင်မင်းသိန်းပါကျွန်တော်က counseling corner ရဲ့ founder therapist တယောက်ဖြစ်ပါတယ်တကယ်တော့ဒီ podcast လေးကငွေချင်း counselor ကြီးကကျွန်တော်ရှိကိုဒီမကောင်းဘူးဆိုတော့တင်းလာမေးတယ်တင်းလာမေးရင်းနဲ့ကျွန်တော်တို့ရှေးအောင်နှောင်းဖြစ်တွေပြောကြတာပေါ့ပြောကြရင်းနဲ့2025မှာဘာတွေလုပ်ခဲ့တယ်2025မှာခြံထားပြီးတော့2026ကိုမယူသွားခြင်းတဲ့အရာတွေကဘာတွေဖြစ်မလဲပြီးရင်ကျွန်တော်တို့ reflect ပြန်လုပ်တာပေါ့နော်ကိုလှုပ်ချင်တာတွေ2025ကြောက်လုံးမှာလှုပ်ချင်ခဲ့တာတွေကိုမလှုပ်ခဲ့တာတွေမလှုပ်ချင်မဲနဲ့လှုပ်လိုက်ရတာတွေဒါတွေကိုကျွန်တော်တို့ပြန်ဆွေးနွေးဖြစ်တယ်နောက်ကျွန်တော်တို့ထူးထူးခြားခြားဒီအပိုင်းမှာလည်းဖြစ်ပျက်လေးတစ်ခုဖြစ်သွားတယ်ပေါ့ဒါတွေဆွေးနွေးဖြစ်ရင်းနဲ့ဒီအကြောင်းအရာတွေကလို့ကျွန်တော်တို့မိဘတွေเนาะသိမယ်ဆိုလဲမိဘတွေနားထောင်မယ်ဆိုလဲအကျိုးရှိမယ်လို့ပဲဆရာမတွေကျောင်းသူကျောင်းသားတွေနားထောင်မယ်ဆိုလဲအကျိုးဖြစ်မယ်ဆိုကျွန်တော်တို့ podcast လေးလုပ်လိုက်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့လုပ်ဖြစ်တာပါဆရာအောင်မင်းသိန်းเนาะ counselor ဆရာအောင်မင်းသိန်းကတော့ကျွန်တော်ကတော့ကိုအောင်မင်းသိန်းလို့ခေါ်တယ်เนาะကျွန်တော်တို့ကတကယ်ချင်းနေဘယ်လောက်ကြာပြီလဲဆိုရင်နှစ်30ကျော်ပြီပေါ့နော်30ကျော်ပြီတချို့လဲသိကျင်သိမယ်ကျွန်တော်တို့နှစ်ယောက်က high school တွေကတကယ်ချင်းပါ high school တွေကတကယ်ချင်းပါအဲ့တော့ကိုရန်တွေကနော်high school တွေကဆိုတော့ကိုရန်တွေကပေါ့ကိုရန်တွေကခင်ကြတယ်အခုချိန်ထိလည်းခင်မပြတ်ဘူးပေါ့နော်အဲ့တော့ကိုသူရရဲ့စကားလေးကိုပြန်ဆက်ရမယ်ဆိုရင်ကျွန်တော်တို့2025နှစ်ကုန်ခါနီးမှာကျွန်တော်တို့ထုံးစံအတိုင်းပဲ reflect တွေလုပ်ကြတယ်လောက်ရင်းထဲမှာပို့ပြီးတော့ထူးထူးခြားခြားဒီနှစ်မှာတခါမှမပြောဖြစ်တဲ့တခါမှမစင်စားမိတဲ့အချိန်လေးနဲ့တန်မိုးထားမှုလေးတွေအကြောင်းကိုပို့ပြီးတော့ပြောဖြစ်ကြတယ်ပေါ့နော်ဟုတ်ကဲ့မှာပဲကျွန်တော်2026ကိုရောက်တော့မယ်အဲ့ဆိုကျွန်တော်တို့အားလုံးလှုပ်ထားရှိတာ New Year resolution တွေချကြပြီပေါ့နော်2025မှာကျွန်တော်တို့မလုပ်ချင်တဲ့ဟာတွေ2026မှာကျွန်တော်တို့လုပ်မဲ့resolution တွေကျွန်တော်တို့လုပ်ချင်တဲ့အရာတွေကျွန်တော်တို့ရေးကြတယ်ကျွန်တော်တို့ဆုံးဖြတ်ကြတယ်ဒါပေမဲ့တော်တော်များများကJanuary လောက်အထိတော့လုပ်တယ်ပြီးတော့ February ဆိုပြတ်ပြီးတခါတလေကျတော့လေ January first week second week လောက်ဆိုရင်ပြတ်ပြီးပေါ့နော်အဲ့ဒါဘာဖြစ်လို့များ New Year resolution တွေကမခိုင်မာဘဲနဲ့ဒီလိုဖြစ်ကြတာလဲဆိုတာကိုကွန်မသိရဲ့အမြင်လေးပြောပြပေးပါလားဒီပါတယ်ဟုတ်ကဲ့ပါဆရာမတွေရောကျောင်းသားတွေရောသိအောင်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒီမေကုန်းလေးအရင်ကောင်းပါတယ်အဲ့တော့ကုသရကုနာမေးသွားသလိုပဲပေါ့နော်ပြောသွားသလိုပဲတော်တော်များများကတော့မပြီးကြအောင်ဒါပေမဲ့ပြီးတဲ့လူလည်းရှိပါတယ်ပေါ့နော်အဲ့တော့ပြီးတဲ့လူတွေကိုကျွန်တော်တို့အရင်ဦးဆုံးလေ့လာကြည့်ရအောင်ပေါ့ပြီးတဲ့လူတွေကိုလေ့လာကြည့်ရအောင်ဆိုတော့ပြီးတဲ့လူတွေကဘာကြောင့်သူတို့ရဲ့ goal ကိုမိဖြစ်အောင်သွားနိုင်လဲလို့ကြည့်ရမယ်ဆိုလို့ရှိရင်သူတို့မှာတိကျတဲ့တေးကြတဲ့goal တစ်ခုရှိတယ်ပေါ့တိုင်းတာလို့ရတယ်ဆိုတဲ့ဟာလေးကိုတွေ့ရတယ်နောက်ပြီးတော့ realistic ဖြစ်တယ်ဆိုတာကသူတို့အတွက်လက်တွေ့ကြတယ်ဒီဟာလေးကအရန်ကြီးမားမနေဘူးကြီးမားခဲ့ရင်တော့မှပဲသူကအဲ့ဒီဟာလေးကိုသေးအောင်ပြန်လုပ်လိုက်တယ်သေးအောင်ပြန်လုပ်ပြီးတော့ timeline လေးတစ်ခုကိုသတ်မှတ်လိုက်ပြီးတော့ဥမာဒီနှစ်ထဲမှာအားလုံးမပြီးရင်တော့မှ30% 40%ဒါနောက်နှစ်ကိုတည်သွားမယ်ဆိုတော့ timeline လေးတစ်ခုကိုသွားပြီးတော့ shut down ဆိုတော့လည်းသေးအောင်လုပ်လိုက်တယ်ပေါ့နော်သေးအောင်လုပ်လိုက်တဲ့ဟာလေးကိုတွေ့ရတယ်အဲ့တော့တေးကြတာကတော့ကျွန်တော်ကိုယ်တိုင်ပဲဒီ New Year resolution ကိုချလာတာလှုပ်ဖြစ်လာတာကျွန်တော်10နှစ်ကျော်လာပြီပေါ့နော်10နှစ်ကျော်လာပြီအဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုး paper base လေးနဲ့ကျွန်တော်ကိုယ်တိုင်ပဲ paper base လေးနဲ့ကျွန်တော်လုပ်တယ်နောက်ပြီးတော့ကျွန်တော်ချစ်ရတဲ့သူတွေကျွန်တော်ရဲ့အနာကလူတွေနောက်ပြီးတော့ကျွန်တော်နဲ့ဆွေးနွေးတဲ့ဝန်ဆောင်မှုကိုလာယူတဲ့သူတွေဆိုရင်လည်းဒီ resolution checklist လို့ပြောရမလားเนาะဒီ notes လေးကိုpaper base လေးကိုကျွန်တော်တို့ share ပေးလေးရှိတယ်ဘာလို့လဲဆိုတော့ကိုယ့်အတွက်ကောင်းတယ်ဆိုလို့ရှိရင်ဒါဘယ်သူအတွက်မဆိုကောင်းနိုင်တယ်ဆိုတဲ့အခါမှာအဲ့လိုလေးပေးလေးရှိတယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်ရဲ့ resolution တော်တော်များများကို reach ဖြစ်တာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကတော့ဒီမပြီးဘူးဆိုတဲ့ဟာကအခုလာပြီပေါ့နော်မပြီးဘူးဆိုတာကကြတော့ဒီ resolution တွေကိုကျွန်တော်ပြန်ပြီးတော့ check မလုပ်ဘူးပြီးတော့ကိုယ့်အတွက်အရန်ကြီးမားလုံးတယ်ဒါမှမဟုတ်ရင်အရန်သေးလို့နေတာလည်းဖြစ်နိုင်တယ်ဒါကကိုယ့်အတွက်
excitement မရှိတော့ဘူးပေါ့နော် motivation မရှိတော့ဘူး reality ဟိုဖြစ်တာလည်းပါမှာပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့ပါ အရင်စိတ်ဟို expectation အရင်မြင့်နေတာကိုတော့မလိုက်နိုင်တာမျိုးတခါကျတော့လေဒါလေးကအသေးမွားလေးဖြစ်သွားတော့မလုပ်ဖြစ်တော့တာပေါ့နော်အဲ့လိုလေးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုက tracking system မရှိဘူးပေါ့ဒီဟာလေးကိုငါဘယ်နှလားနေရင်တော့ပြန်ကြည့်မယ်ဒီဟာလေးကိုဘယ်နှလားနေရင်တော့ငါ review ပြန်လုပ်မယ်ဆိုတဲ့ဟာလေးမရှိနေဘူးပေါ့နောက်ပြီးတော့ reward system လေးမရှိတာများတယ်အဲ့တော့ငါဒီလမှာဒါလေးပြီးခဲ့ရင်ငါ reward ဘယ်လိုပြန်ပေးမလဲစုငါကိုငါစုဘယ်လိုချမလဲပေါ့အဲ့လိုမျိုးလေး system လေးတွေကကျွန်တော်ရှိဖို့လိုပါတယ်ဒါလေးတွေရှိမယ်ဆိုရင်ကိုယ့်ရဲ့ resolution ကနှစ်သက်အတွက်ချထားတဲ့ resolution ကကိုနောက်နှစ်ရောက်ပြီးတော့နှစ်မကုန်ခင်လေးမှာပြန်ကြည့်မယ်ဆိုရင်တော်တော်များများပြေဝနေပါတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်အလှည့်ပြီးသွားပြီဆိုတော့ဆရာကိုသူရရဲ့အလှည့်ပေါ့နော်အဲ့တော့ဆရာကိုသူရကိုကျွန်တော်ကလည်းမေးချင်တယ်ပေါ့နော်မေးချင်တယ်ဆိုတော့ဒီ2025မှာကိုသူရအတွက် reflect လုပ်လိုက်တဲ့အချိန်မှာဘယ်အရာလေးတွေကိုထားခဲ့ခြင်းလဲပေါ့နော်ကိုဘယ်အရာလေးတွေကိုနှစ်သက်ကိုတည်မသွားခြင်းဘူးလဲပေါ့အဲ့တော့နှစ်သက်ရောက်တဲ့အခါမှာဘယ်အရာလေးတွေကိုဒီထက်ကောင်းအောင်ပို့ပြီးတော့လုပ်မယ်လို့စဉ်းစားထားလဲပေါ့လေအဲ့ဒါလေးကိုဖြည့်ပေးပါအောင်ခင်ဗျဖြည့်ပေးပါမယ်ဆိုတော့ကျွန်တော်တို့ဟိုဆွေးနွေးပြတဲ့အကြောင်းအရာတွေမှာလည်းအဲ့ဒါပါတယ်ကျွန်တော်တို့ခုနပြောခဲ့သလိုပဲပေါ့နော်ဒီအပိုင်းမှာကျွန်တော်တို့ရဲ့အကြောင်းတွေပဲတငယ်ချင်းတယောက်ကျွန်တော်တို့၃ယောက်လုံးတွေ့ကြမယ်ဆိုရင်လည်းပဲကျွန်တော်တို့အမှတ်မတင်ဆုံးရှုံးခဲ့ရတယ်ကျွန်တော်တို့၂ယောက်လုံးတော်တော်လေးစိတ်မကောင်းဖြစ်ဝမ်းနည်းခဲ့ရတယ်အဲ့နဲ့ပတ်သက်ပြီးစိတ်ထဲမှာဘာထက်ရှိလာလဲဆိုတော့ဘေးနားမှာရှိတဲ့လူတွေကိုကျွန်တော်တို့အချိန်ပေးပြီးတွေ့မယ်ကျွန်တော်တို့မှာရှိထားတဲ့အခုလိုငွေချင်းတွေအချိန်ပေးပြီးကျွန်တော်တို့စကားပြောကြမယ်ကျွန်တော်တို့ရှိထားတဲ့ဟိုတန်ရုံးစင်တွေ relationship တွေကိုကျွန်တော်တို့တမိုးထားပြီးပို့ပြီးတော့တည်ဆောက်ကြမယ်ဆိုတော့အရာလေးတော့ဒါ2026မှာပို့လုပ်မယ်လို့စဉ်းစားမိတယ်နောက်ကကျမ်းမာရေးပေါ့နော်တကယ်လို့ဒါကျွန်တော်ဒါအားလုံးလည်းသိပါတယ်ကျွန်တော်ကျမ်းမာရေး2024မှာကျမ်းမာရေးမကောင်းဖြစ်တယ်ဒါတစ်နှစ်လုံးပေါ့နော်ဒီနှစ်မှာနည်းနည်းလေးကျွန်တော်ပိုတက်တာလာတယ်ဆိုတော့ကျွန်တော်ဘာဖြစ်လို့ကျမ်းမာရေးမကောင်းဖြစ်သွားတာလဲအဲ့ဒါလေးလည်းပြန်ပြီးတော့စဉ်းစားမိတယ်ပေါ့နော်အရင်တော့ကတော့ gym တွေသွားတယ်ကျွန်တော်ကျမ်းမာရေးကိုကျမ်းမာတယ်ကျမ်းမာရေးလည်းလိုက်စားတယ်လို့ထင်ပေမဲ့စဉ်းစားကြည့်မယ်ဆိုရင်ဟို work လုပ်တော်များခဲ့တယ်ပေါ့နော်ကိုယ့်ဘာကိုဟိုဘာမှမဖြစ်ဘူးဆိုပြီးတော့လုပ်ခဲ့တဲ့ဟို balance ကိုပြန်စဉ်းစားလိုက်တော့ balance တိတ်မမျှဘူးလို့မြင်တယ်အဲ့ဒါကလည်းကျွန်တော်ကျမ်းမာရေးထိခိုက်စေတာတွေလည်းပါတာပေါ့နော်ဆိုတော့2026မှာတော့ကျွန်တော် work life balance ကိုကျွန်တော်ညီအောင်လုပ်မယ်ပြီးတော့ခုနပြောတဲ့ကိုဘေးနားမှာရှိတဲ့လူတွေကိုပို့ပြီးတော့ချစ်ခင်မယ်ပို့ပြီးတော့မေတ္တာပေးမယ်နောက်တန်ဖိုးထားမယ်နောက်တစ်ခုကကျွန်တော်ဒါအမြဲတမ်းကျွန်တော် post တွေမှာလည်းရေးပြပါတယ်ကျွန်တော်တတိလေးပေါ့နော်အမြဲတမ်း mindfulness လို့ပြောရမှာပေါ့နော် mindfulness ဆိုကျွန်တော်တို့နေ့စဉ်ဘဝထဲမှာစပြီးတော့ကျင့်သုံးဖြစ်တယ်အဲ့ဒါကတော့ဟိုစိတ်ဖြစ်စဉ်လေးကိုတတိနဲ့စောင့်ကြည့်တဲ့အလုပ်ကလေးပို့လုပ်ဖြစ်တယ်အဲ့ဒါမနေ့ကျွန်တော်မိုးလင်းပြီပေါ့နော်မိုးလင်းပြီဆိုတာနဲ့မေတ္တာပို့တယ်အားလုံးကိုမေတ္တာပို့တယ်ပြီးတော့ကျွန်တော်လုပ်ငန်းစဉ်လေးပေါ့နော်ဝေပြီးတဲ့လုပ်ငန်းစဉ်လေးလုပ်ဖြစ်တယ်ပြီးတာနဲ့ကျွန်တော်အလုပ်တွေစလုပ်တယ်အလုပ်တွေလုပ်နေတဲ့အချိန်မှာလည်းလုပ်နေတဲ့ပုံမှာသိနေတဲ့တတိလေးဖြစ်လာတဲ့စိတ်ကလေးပေါ့နော်ဖြစ်လာတဲ့စိတ်ကလေးကိုလည်းသိနေတဲ့ဖြစ်စဉ်လေးကိုများသောအားဖြင့်ပေါ့အမြဲတမ်းဟိုတခြားတင်းသိနေတာမျိုးတော့မဟုတ်ဘူးများသောအားဖြင့်သိနေအောင်ဟိုကျွန်တော်နေတယ်ဆိုတော့ဘာထူးခြားလဲဆိုတော့ဟိုစိတ်ကလွတ်မသွားဘူးစိတ်ကလွတ်မသွားဘူးဟိုဒေါသဖြစ်เสียရရှိရင်လေဒေါသဖြစ်လိုက်တဲ့အချိန်မှာကွာတတိထားမိလိုက်တဲ့ဒေါသအများကြီးမဖြစ်တော့အဲ့လိုပဲဟိုစိတ်ညစ်เสียပေါ်လာရင်လေချက်ချင်းသိလိုက်တဲ့အတွက်စိတ်ညစ်เสียအများကြီးဖြစ်မသွားတော့အဲ့ဒီဖြစ်စဉ်လေးကကျွန်တော်လုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒီ mindfulness ကျွန်တော်တတိလေးနဲ့နေတဲ့အကျင့်လေးကိုပို့လုပ်ဖြစ်တယ်2026ကြာရင်လည်းပို့ပြီးတော့လုပ်ဖြစ်အောင်ကြိုးစားမယ်ခုနပြောသလိုအနားမှာရှိတဲ့လူတွေကျွန်တော်တို့ရနေတဲ့အရာတွေပေါ်မှာတန်ဖိုးထားတတ်အောင်ပို့ပြီးတော့ကြိုးစားမယ်မလို့အဖဲနဲ့ energy တွေကုန်တာမလို့အဖဲနဲ့အချိန်တွေကုန်တာဟိုအငင်းပွားနေရတာတွေဟိုသိတယ်မလားဟို
စိတ်တူနေရတာမျိုးတွေကိုအတက်နိုင်ဆုံးမလုပ်ဖြစ်အောင်တော့ကြိုးစားမယ်လို့တော့ဆုံးဖြတ်ထားတယ်ဆိုတော့ကော်မတီကရော2025မှာထားခဲ့ပြီးတော့2026မှာယူသွားချင်တာနဲ့မယူချင်တာပါရှိမလဲ Okay အဲ့တော့ခုနကကုသရပြောသွားသလိုပဲပေါ့နော်ကျွန်တော်တို့ကအခုဒီမပြောခင်မှာတည်းကဆွေးနွေးခဲ့တာလေးတွေကနှစ်ယောက်စလုံးမှာတူညီတဲ့အချက်လေးတွေရှိတယ်အခုကတော့ထပ်ပြီးတော့ highlight လုပ်ရတာပေါ့နော်highlight လုပ်တယ်ဆိုတာဆွဲထုတ်လိုက်ရတာပေါ့ဆွဲထုတ်လိုက်တဲ့အခါဟုတ်တယ်နှစ်ယောက်စလုံးမှာတော့ဒါတော်တော်လေးကိုတိုက်ဆိုင်နေကြတယ်ဒီအဖြစ်အပျက်မှာလည်းတော်တော်လေးနှစ်ယောက်စလုံးက shock ဖြစ်သွားပြီးတော့တကယ်ကိုမှကိုချင်းရတဲ့လူတွေကိုတမိုးထားရမယ်အချိန်ပေးရတော့မယ်ဆိုတာကိုပို့ပြီးတော့နားလည်ခဲ့လိုက်တာပေါ့နော်ဒီ2025မကုန်ခင်လေးမှာဒါထူးထူးခြားခြားလေးဖြစ်သွားတဲ့အဖြစ်ပြက်ကြောင်လို့ပြောရမှာပေါ့ခါတိုင်းကတော့ဒီစကားတွေကိုကျွန်တော်တို့ပြောနေကြတာပဲဆွေးနွေးနေကြတာပဲဒါပေမဲ့တခါမှကျွန်တော်တို့ဒီလောက်အထိနီးဆက်ကြီးအချိန်တစ်ခုကကျွန်တော်တို့ကိုအဲ့လောက်အထိ limited ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့မမျှော်လင့်ထားဘူးပေါ့နော်အသက်အရွယ်အရာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့မှာအချိန်အများကြီးကြံသေးတယ်ကျွန်တော်တို့ချမှတ်ထားတဲ့ plan တွေဆိုရင်လည်းဒီနှစ်အတွက်တွေမကနောက်နှစ်အတွက်တွေမက9နှစ်စာ10နှစ်စာတွေရှိသေးတော့ကျွန်တော်တို့မှာဒီအချိန်လေးလောက်တော့ငါတို့လုံးလို့ရပါသေးတယ်ဆိုတာတဲ့ကျွန်တော်တို့ကြော်ဖြတ်နေကြရတယ်ပေါ့နော်ဒါ2024အထိပေါ့အခု2025မှာကျွန်တော်တို့ကိုလှုပ်နှိုးလိုက်တယ်လို့ဖြစ်သွားတယ်နှုတ်လို့လိုက်တယ်ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့တငယ်ချင်းကကျွန်တော်တို့တငယ်ချင်းဆိုတာရဲ့ဆုံးရှုံးမှုထက်ပေါ့နော်သူလည်းသူ့နယ်ပယ်မှာကျွမ်းကျင်နေတဲ့လူတစ်ယောက်သူလည်းသူ့နယ်ပယ်မှာအရန်ထူးချွန်ထက်မြက်တဲ့လူတစ်ယောက်အပြင်လောကကြီးကိုအကျိုးပြုနေတဲ့လူတစ်ယောက်ဆိုတဲ့အခါမှာတော့ကျွန်တော်တို့ဆုံးရှုံးမှုတော်တော်ကြီးတယ်လို့ပြောရမယ်เนาะကျွန်တော်တို့အတွက်ကောဒီ industry အတွက်ကောเนาะအဲ့တော့စိတ်ထဲမှာတန်ခွေကတော်တော်လေးရပါတယ်စိတ်ထဲမှာ alert လည်းတော်တော်ဖြစ်သွားတယ်ငါတို့ကလက်ရှိပစ္စုပန်ကိုပို့ပြီးတော့ကြည့်ရမယ်ဆိုတဲ့အခါမှာလည်းအဲ့ဒါလေးက highlight ဖြစ်တယ်အဲ့တော့ကျွန်တော်တည်ယူသွားခြင်းတဲ့အရာတွေကတော့အဲ့ဒါတွေပေါ့နော်ကျွန်တော်ထားခဲ့ခြင်းတဲ့ဟာတွေကတော့ခုနကလိုမျိုးပစ္စုပန်မှာတည်တယ်မရှိနိုင်တဲ့အရာလေးတွေပြီးတော့လို့ရှိရင်ကိုချစ်ရတဲ့သူတွေတကယ်ချင်းနေမဟုတ်ဘူးလေမိသားစုဆိုလို့ရှိရင်လည်းငါအလုပ်ကိုပို့ပြီးတော့လုပ်လိုက်မယ်မိသားစုကတော့နောက်တစ်ပတ်မှပဲသွားလိုက်မယ်ပေါ့နော်အဲ့လိုလေးတွေဖြစ်တတ်တယ်အထူးသဖြင့်မိဘပေါ့မိဘဆိုတာကသားသမီးကိုလာစီခြင်းနဲ့ဒါပေမဲ့သူအလုပ်များနေမှာပဲဆိုလို့ရှိရင် force မလုပ်တဲ့သူမျိုးတွေအဲ့ဒီခါကျတော့ကိုကလည်းငါလည်းမသွားတော့ပါဘူးဆိုတာကျွန်တော်မှလည်းဖြစ်တယ်အဲ့တော့ဒီကြည့်နေတဲ့ဖေဖေမေတွေအကြောင်းသူအကြောင်းသားတွေနောက်ပြီးလို့ရှိရင်ဆက်ဆံမတွေမှာလည်းရှိနိုင်နေမယ်ဒါပေမဲ့ဒီဖြစ်ရက်လေးတစ်ခုမှာကျွန်တော်အတွက်တန်ဝေကရသွားတယ်လည်းပဲပြောမလား landing လုပ်လိုက်ရတာပဲပြောမလားပေါ့နော်ကျွန်တော်မိဘတွေနဲ့ကျွန်တော်ပို့ပြီးတော့အချိန်ပေးရမယ်ဆိုတာကိုသိလာတယ်ညီကူမောင်မတွေနဲ့ပို့ပြီးတော့အချိန်ပေးရမယ်ကျွန်တော်တန်မိုးထားလေးစားရတဲ့ချစ်ရတဲ့သူတွေနဲ့ပို့ပြီးတော့အချိန်ပို့ပေးရမယ်ဆိုတာကိုတော်တော်လေးကိုသိသွားတယ်ပေါ့နော်အဲ့တော့အတူတူပဲဖြစ်မှာပါနောက်ပြီးတော့ကျမ်းမာရေးပေါ့ကျမ်းမာရေးကတော့ကောင်းတယ်ဒါပေမဲ့လည်းဒီထက်ကောင်းအောင်ပို့ပြီးတော့လုပ်သွားမယ်ပေါ့နော်အခုလဲနှစ်ယောက်ဆွေးနွေးနေတဲ့အချိန်မှာငါ medical check up တခါမှမလုပ်ဖြစ်ဘူးပေါ့နှစ်တည်းလည်းအများကြီးကြာခဲ့ပြီအခုတော့ဒီတခါတော့လုပ်ရမယ်ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်တို့ဆွေးနွေးဖြစ်ကြတယ်ဒါလေးကလည်းကျွန်တော်တို့အတွက်နောက်နှစ်မှာဒါယူသွားရမယ်အရာလေးပေါ့နော်အဲ့ဒါလေးလည်းဖြစ်တယ်နောက်တစ်ခုကခုနကကြားလိုက်ရတာဆို mindfulness ပေါ့ကိုသူရကျော်အပြင်ကိုကျွန်တော်ကဆီယမတီချက်ချောနဲ့လည်းစကားပြောဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာဒီနှစ်ယောက်စီကဘာ learning လုပ်ရလဲဆိုတော့သူတို့ရဲ့ mindfulness meditation ကို daily plan ထဲမှာထည့်ထားတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်လုပ်ရတယ်လုပ်ခွင့်ရတယ်ပေါ့ကျွန်တော်ကိုယ်တိုင်လည်းဒီ practice ကိုကြိုက်တယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ daily plan ထဲမှာဒီလိုထည့်ရမယ်ဆိုတဲ့partတွေကကျွန်တော်တို့ပြောင်းနေတယ်အဲ့တော့ဒီနှစ်ဒီ new year reflection လုပ်လိုက်တာအရင်ကောင်းသွားတယ်ကျွန်တော် resolution မှာဆိုရင်တော့ကျွန်တော်ရဲ့ goal ထဲမှာဒါလေးကိုမဖြစ်မနေထည့်မယ်ဆိုတဲ့ဟာလေးလည်း highlight ဖြစ်သွားပါတယ်အဲ့တော့ဒီဟာလေးမေးပြီးတာကျေးဇူးတင်တယ် share ပေးခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့ဒါဆိုရင်ဒါကတော့ကျွန်တော်တို့ကမစီစဉ်မဲနဲ့ပြောပြသွားတယ်ကိစ္စလေးတွေပေါ့နော်အမှတ်တရလေးလည်းဖြစ်ချင်တယ်2025အတွက်ပေါ့နော်နှစ်မကုန်ခင်မှာပြီးတော့ podcast လေးလည်းဒါကနဦးစလိုက်တဲ့သဘောပဲနောက်ပိုင်းကျရင်ကျွန်တော်တို့ဆွေးနွေးထားကြတာတော့ genius ကျောင်းနဲ့ဒီ counseling corner နဲ့ကျွန်တော်တို့ collaborate လုပ်ပြီးတော့ကလေးတွေရဲ့ mental health เนาะဖေမေမေတို့ရဲ့ mental health mental well being ကိုကျွန်တော်တို့ဘယ်လို take care လုပ်မလဲဘယ်လိုစောင့်ရှောက်မလဲဆိုတော့
အဲ plan တွေကျွန်တော်တို့စီစဉ်ထားပါတယ်အဲ့ဒီ plan လေးတွေလည်းကျွန်တော်တို့မကြခင်မှာအတူတူလှုပ်ဆောင်မှုရှိပါတယ် ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအခုချိန်မှာတကယ်ကိုအားလုံးအတွက်ကအခက်အခဲတွေမျိုးစုံနဲ့ရင်ဆိုင်ကြော်ဖြတ်နေရတယ်အဲ့တော့အခုချိန်မှာလူတွေအတွက်စိတ်သက်ကြတာတွေစိတ်ဆင်းရဲတာတွေကူရမဲ့ကြရမဲ့ဖြစ်သွားတယ်ဆိုတဲ့စိတ်တွေဖြစ်သွားတာတွေကပုံမှန်ပါပဲဒါလေးတွေကိုသိနေဖို့လိုတယ်ပေါ့နော်ဒါလေးတွေကို mindful ဖြစ်နေဖို့လိုတယ်အဲ့တော့ဒါလေးတွေကိုကျွန်တော်တို့ကတစ်ခါမှစူးစမ်းပြီးတော့ကြော်ဖြတ်နေတယ် balance ဖြစ်နေတယ်လို့ထင်ပေမဲ့ကိုမြင်နေတဲ့ balance ကကြတော့တစ်ခါမှကျွန်တော်တို့ကိုယ်တိုင်ကလည်း perfectionist ဘက်ကိုရောက်သွားတဲ့အခါမှာ balance မဟုတ်ဘူးစူးစမ်းပြီးတော့ balance လုပ်နေတာတကယ်တော့ဖြစ်မနေဘူးကို push လုပ်နေတာငါသွားရမယ်သွားလိုက်တယ်ငါလုပ်ရမယ်လုပ်လိုက်တယ်ဆိုတဲ့အခါအဲ့ဒီလိုမျိုးnon stop လုပ်နေတဲ့ဟာလေးကိုခဏလေး pause ပြီးတော့ရပ်ပြီးတော့ကြည့်ဖို့အချိန်လေးလိုတယ်အဲ့ဒီ program လေးတွေလိုတယ်အခုကျွန်တော်တို့ဒီနှစ်ထဲမှာနောက်နှစ်အတွက်စဉ်းစားထားတဲ့ပွဲလေးတွေပေါ့နော်ပွဲလေးတွေကခဏလေး pause လုပ်ပြီးတော့ကိုယ့်ဘဝကိုပြန်ကြည့်မယ် reflect လုပ်မယ်ရှေ့ဆက်ပြီးတော့ mindful ဖြစ်နဲ့ဘယ်လိုဆက်သွားမယ်ဆိုတဲ့ဟာတွေကိုကြည်ရွယ်ထားပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ကျေးဇူးပါထွေရလေးပါးတွေဆက်ပြီးပြောကြမယ်ပြောကြမယ်ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါအားလုံး bye bye see you next year see you next year ပါ